မင်္ဂလာပါဒီကနေ့ ဖေဖော်ဝါရီ20ရက်နေ့ဟာဆရာနာသိမ်းမှု1846ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စုစည်းထားပါတယ်ပထမအဆုံးတော့ဒီဖားဆောင်သတင်းအကျဉ်းကိုတင်ပြခြင်းပါတယ်ကယားပြည်နယ်ကဖားဆောင်မြို့ဘက်မှာတော့ပြီးခဲ့တဲ့အပတ်ကနန်းကင်းနဲ့ပါပုကျေးရွာဝင်းကျင်တွေကိုစစ်ကော်မရှင်တပ်တွေရောက်ရှိတာကနေအခုအပတ်ထဲမှာတော့ဖားဆောင်မြို့တွေကတရင်တွေစီကိုရောက်သွားပြီလို့သိရပါတယ်ဖားဆောင်မြို့ထဲမှာခလာရ134နဲ့135နှစ်တက်ရှိတဲ့အထက်ဂရီနီတော်လိုင်းတပ်တွေကခလာရ134ကိုပြီးခဲ့တဲ့နှစ်ဇွန်လမှာသိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးလက်ကျန်ခလာရ135မကြဖို့အရေးစစ်တပ်ကဒီဇင်ဘာလထဲကနေတပ်ကူတွေပို့နေတာပါ။ဖေဖော်ဝါရီ20ရက်မနက်ပိုင်းအထိရထားတဲ့သတင်းတွေကိုအခြေခံပြောရရင်တော့စစ်တပ်ကသူတို့လက်လွတ်ခဲ့ရတဲ့ခလာရ134တဲ့ကိုပြန်ဝင်နိုင်ခဲ့သလိုတန်လင်းတရားဝင်းကျင်ကိုလည်းထိန်းချုပ်နိုင်ခဲ့ပြီးတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါအတူပါပဲတရားကျိုးထားတာကြောင့်မဲဆဲမော်ချီဒီမော့ဆိုကုန်စီစီးဆင်းမှုတွေရပ်တန့်နေပြီးတော့စစ်တပ်ကမော်ချီဘက်ကိုထပ်ပြီးတော့စစ်ကြောင်းထိုးလာမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါတယ်။ဒါကြောင့်ပဲဖားဆောင်မြို့တောင်ဘက်ဖားဆောင်နဲ့မော်ချီကြားမှာရှိတဲ့ဒီခဲမက်ဖြူအပါအဝင်အနီးဝန်းကျင်မှာရှိတဲ့ကြေးရွာတွေကဒေသခံကြိုပြီးတော့စစ်ရှောင်နေကြပြီလို့သိရပါတယ်။အခုတော့ရခိုင်ဘက်ကိုသွားရအောင်ပါ။ရခိုင်မှာတော့ကြောက်ဖြူဘက်မှာတိုက်ပွဲရှိသလိုရခိုင်နဲ့ပဲခူးအကြားကနေရာတွေမှာလည်းထိတွေ့မှုတွေဆက်ရှိနေတဲ့အကြောင်းနားလည်ရပါတယ်။ကြောက်ဖြူတိုက်ပွဲအကြောင်းကိုအသေးစိတ်မသိရပေမဲ့အခုသတင်းပတ်တဲ့စစ်တပ်ကရဲတပ်ရင်32ကနေပြီးတော့တိုင်းချောင်းဘက်ကိုစစ်ကြောင်းထိုးခဲ့ပြီးအေးတပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်တာကြောင့်အကြအဆုံးများပြီးစစ်ကြောင်းပြတ်တဲ့အထိဖြစ်သွားခဲ့တယ်လို့ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။ဒီဖြစ်စဉ်အပြင်ဒညဝရီရေတပ်စခန်းဌာနချုပ်ကိုလည်းအေးတပ်တွေကချင်းချောက်လာတာကြောင့်စစ်တပ်ကဝါတော်မိချောင်းရည်တောင်းတဲ့ကြက်တိန်ရွာတွေအပါအဝင်ဌာနချုပ်အနီးဝန်းကျင်ကကြေးရွာတွေကိုလည်းလက်နက်ကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်နေလို့ဒေသခံတွေထိခိုက်မှုရှိခဲ့ပါတယ်။ရခိုင်နယ်ပဲခူးအဆက်ဗတောင်မြို့နယ်ထဲမှာလည်းထိတွေ့မှုတွေဆက်ရှိခဲ့ပါတယ်။အေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေကကပ္ပစ16ရဲ့ကာကင်းတွေကိုဇက်တိုက်သိမ်းပိုက်လာခဲ့တဲ့နောက်စစ်တပ်ကညောင်ချောက်ကနေတဆင်တောင်ကုတ်ဘက်အချမ်းတောင်ကုတ်ဗတောင်ရိုလန်းပေါ်မှာရှိတဲ့စင်လန်နဲ့ညောင်ကျိုးဘက်တွေကိုထိုးစစ်ဆင်တဲ့အကြောင်းသတင်းတွေထွက်လာပါတယ်။ဒါကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ဆက်တွဲအခြေအနေကိုတော့ဆက်လက်စုံစမ်းနေတုန်းဖြစ်ပါတယ်။အခုတော့ကချင်ဘက်ကိုသွားရအောင်ပါ။ကချင်မှာလည်းကရနီနဲ့ရခိုင်နီးသူကချင်ပြည်နယ်ထဲမှာလည်းစစ်ကြောင်းထိုးတာနဲ့ထိတွေ့မှုတွေဆက်ရှိနေပါတယ်။ဒီနောင်မွန်ပီတာကိုဖားကန်အင်းတော်ကြီးဝိုင်းမော်ဗမော်အစရှိတဲ့မြို့နယ်ပတ်ဝန်းကျင်နေရာတွေမှာစစ်ကော်မရှင်တပ်တွေလှုပ်ရှားတာကြောင့်အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အကြောင်းဗိုလ်မှူးကြီးနော်ဘူးကလည်းသတိပေးထားပါတယ်။ဗမော်မှာတော့နေတိုင်းလိုတိုက်ပွဲဆက်